ပြမီနီနဲ့ပြောပြပေးမယ့်အကြောင်းလေးကနိုဝင်ဘာပေါ့ကွာနိုဝင်ဘာလရောက်လာပြီဆိုတော့နှစ်တိုင်းခေတ်စားနေကြအင်တာနက်လေးထားလေးတခုရဲ့မင်္ဂလာချိန်လေးကြာလာပြီပေါ့ကွာအဲ့ဒါလေးကလုံးဝအာသာမပြေကနိုဝင်ဘာလပေါ့ဘိုလိုကတော့နိုဝင်ဘာပေါ့အဲ့တော့နိုဝင်ဘာကဘယ်လိုစဖြစ်လာတာလဲသူက2017နဲ့2019ကြားထဲမှာစတယ်ကွာနိုဝင်ဘာက2017မှာစပေါ်ပေမဲ့တကယ်တမ်းခေတ်စားလာတာက2019မှာ Reddit မှာစပြီးတော့ခေတ်စားလာတာကွာခေတ်စားတဲ့အဓိကတရားခံကမီမီပေါ့မြန်မာမှုပြုတ်တော့မီမီပေါ့ကွာဘိုလိုကတော့ memes လို့ခေါ်တယ်ပေါ့အဲ့တော့နိုဝင်ဘာရဲ့အဓိပ္ပာယ်ကဘာလဲဘာမှတူမဟုတ်ဘူးကွာနိုဝင်ဘာလတစ်လလုံးဝင်မလို့ရဘူးဆိုပြီးတော့ကိုစင်ခေါ်မှုလုပ်တာပဲကွာအောင်မြင်ပါဖြစ်မယ်ကိုစိတ်ကိုအောင်နိုင်လို့ဖြစ်မယ်မအောင်မြင်လည်းဘာမှမဆုံးရှုံးဘူးကွာအဲ့တော့ကိုဝင်းလို့လားမလို့လားဆိုတာဘယ်သူမှလည်းလိုက်ကြည့်နေမှာမဟုတ်ဘူးအဲ့တော့ကိုလေးပြပဲကိုသိမှာမအောင်မြင်တော့ကိုစိတ်ကိုရှုံးနေတာပဲပေါ့အလားတူလားအင်တာနက်ကာချာလေးတွေလည်းစိတ်ဝင်စားတယ်ဆိုရှိသေးတယ်ဒီတုံးလုံးဆိုတဲ့ destroy December 3D ပေါ့ကွာနိုဝင်ဘာလတစ်ခုလုံးဝင်မလို့ပဲနဲ့ဒီဇင်ဘာလရောက်မှစူးချပြီးတော့စိတ်ကြိုက်ဝင်လို့တာမျိုးshare ဝင်လို့ပါဒီဇင်ဘာပေါ့အတူတူပြောရရင်ကွာနိုဝင်ဘာဆိုတာဘာမှကြီးမဟုတ်ဘူးတလားလောက်ဝင်မလို့ပဲနဲ့ကိုယ်စိတ်နဲ့ခန္ဓာကိုဘယ်လောက်ထိချုံနိုင်မှရှိမရှိဆိုတာစတက်လာမျိုးလေးပဲကွာနိုင်ရင်ဘယ်သူမှလည်းပတ်စံလာမပေးဘူးရှုံးရင်လည်းဘယ်သူမှတမခတ်ဘူးကိုဘယ်လောက်ထိထိချုံနိုင်မှရှိတယ်ဆိုတာစမ်းသက်တဲ့လေးတစ်မျိုးပဲလို့ပြောရင်းနဲ့ဒီမှာပဲဒီကုန်းချုပ်လိုက်မယ်ဟုတ်ပြီပါပြီကျေးဇူး